I am sailing ဘာပြော sorry နည်းနည်းရလာမသိဘူးနည်းနည်းဟိုစာသားလေးကမြန်မာနဲ့ဟိုနဲ့ကူးနေရောလေနော်နည်းနည်းလေးပြန်စဉ်းစားလာပါနော်စာသားတွေကဟို I am flying I am flying across the sea across the sky I am flying I am flying across the sea မင်္ဂလာပါဗျာမင်္ဂလာပါမြင်မှုသလိုပဲဒီအကိုလေဟုတ်လားကောဟုတ်လားဒီမှာပြိုင်ဘူးလားမပြိုင်ဘူးရအမဟုတ်လားဟုတ်ကဲ့ရုပ်ရှင်ထူတာနေမှာပါဟုတ်ကဲ့ပါရုပ်တွေအကုန်စင်ကြရစင်ကြရဟုတ်ကဲ့မိတ်ဆက်ပေးပါအောင်နာမည်လေးဟုတ်ကျွန်တော်နာမည်ကကျော်ခိုင်ခန့်ခကျော်စင်ဟိန်းပါခင်ဗျဩကိုကျော်ခိုင်ခန့်ခကိုကျော်စင်ကျော်စင်ဟိန်းဟုတ်ကဲ့ဗျကိုခခွေးလို့ခေါ်လို့ရမလားကိုစင်ပြေလို့ခေါ်ပါဗျကြားတဲ့နာမည်လေးမစိုးတလုံးနဲ့ဟုတ်ကဲ့အကောင်ကိုပေးလိုက်တဲ့နာမည်ပေါ့ဟုတ်ကဲ့ပါဟုတ်ဒီပြိုင်ပွဲလေးကိုဘယ်လိုစိတ်ကူးနဲ့လာပြိုင်ဖြစ်လဲရှင်ဟုတ်ကဲ့ဗျကျွန်တော်ကဒီမြန်မာနိုင်ငံမှာရှိတဲ့ဒေတာအသီးသီးရပါတော့ဒီမြန်မာစတားနေပြီးတော့ကျွန်တော်တို့ဒီတချင်းဆိုဝါနာပါတဲ့လူတွေကိုမြေတောင်မြောက်ပေးနေတာမြင်တာပေါ့ကြားရတယ်သိရတယ်ကိုယ်တိုင်လည်းတွေ့နေရတာပေါ့နော်အဲ့တော့ကျွန်တော်ကလည်းမြန်မာစတားနေပြီးတော့မွေးဖွားပေးလိုက်တဲ့အဆိုပညာရှင်ကောင်းတစ်ယောက်အနေနဲ့ဖြစ်ချင်လို့ကျွန်တော်ဒီနေရာကိုရောက်ရှိလာတာပါခင်ဗျာဟုတ်ကဲ့ရှင်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဗျceiling ဆိုတဲ့ချင်းလေးဆိုချင်ပါတယ်ဟမ် ceiling အော်အင်္ဂလိပ်ချင်းလေးဆိုအမဟုတ်ပြီဟုတ်ကဲ့အကျော်ရီက short I am sailing I am sailing ဘာပြော sorry နည်းနည်းရလာမသိဘူးနည်းနည်းဟိုစာသားလေးကမြန်မာနဲ့ဟိုနဲ့ကူးနေရောလေပြန်ပြီးတော့ဆိုပြီးလို့ရလားကျွန်မလည်းအဲ့တချင်းကကြာနေတော့မေ့နေတာတချင်းတွေကလည်းနည်းနည်းဟိုပြီးတော့ဗောနော်ဟုတ်ကဲ့နောက်တော့ဟုတ်ကဲ့ကျေးဇူးပါကိုအောင်ကိုလေးလို့ခွင့်ပေးတာနောက်နည်းနည်းလေးပြန်စဉ်းစားလာပါနော်စာသားတွေကဟိုI am flying I am flying across the sea across the sky I am flying I am flying across the sea to be with you to be free can you hear me can you hear me show the damn night far away I am trying forever crying to be with you who can say can you hear me can you hear me show the damn night far away I am trying forever crying to be with you who can say ရပါပြီကျေးဇူးတင်ပါတယ်ဗျဒီစင်ကြတော့ဟိုပွေစီဒီခေတ်ကတော့ကိုယ့်ဘာသာကိုအခွေထိုးပြီးနားထောင်ခဲ့ပူတယ်ဗောနော်ရုပ်တက်မိတော့ကိုလည်းတချင်ကမှတ်မိတော့အဲ့တော့စားစားလေးမထောက်ပြနိုင်တဲ့အတွက် sorry ပါရှင်ရပါတယ်မဟုတ်ရတာတော့ကိုလည်းထောက်ပြပါတယ်ဤဆောင်ကလည်းလေအဲ့တော့ကိုကြီးပြောပြပါအောင်ဆိုတော့တော့အားနဲ့မှန်နဲ့တော့တွေ့ရတယ်ဗောနော်ဟုတ်ကဲ့ပါခင်ဗျတချင်းသုံးပုံလုံးမှာဒါပေမဲ့ခုနတွေ့ရပြီမဲ့လည်းပဲခုနပြောလို့ဒီကြားထဲမှာတချင်းရဲ့တချင်းတိုင်းမှာသူကဒီမူးနဲ့ပဲသုံးသွားတာမျိုးတွေ့ရတယ်ဗောနော်နောက်အဆင့်တွေကိုတကယ်လို့တက်တဲ့အခါမှာဒီလိုပုံစံမျိုးနဲ့ဟိုတက်တက်မထဲသွားလို့မရတဲ့အပိုင်းလေးတွေရှိပါတယ်ဟုတ်ကဲ့ပါဒါကြောင့်မလို့ကျွန်တော်အနေနဲ့ကတော့ကျွန်တော်ကတော့
ကျွန်တော်တို့စဉ်းစားမဲ့အထက်ကိုကျွန်တော်ထည့်လိုက်ပါတယ်လို့ကျွန်တော်သိချာပေါ့နော်ဒီလိုမြန်မာ star ပြန်နေပြီးတော့မဆက်သွယ်တော့ဆိုတော့မပါတော့ဘူးเนาะဒီကလည်းမသေးကြတဲ့နေရာတစ်ခုပါဒါကြောင့်မလို့ waiting list ကနေပဲစောင့်နေပြီးဖို့အတွက်မျှော်လင့်ပါတယ် ဟုတ်ကဲ့ပါကိုကျေးဇူးပါဗျာ ကျေးဇူးပါ